လမ်းမပေါ်မှာရင်ထိန်ရဲ့နှစ်ယောက်ကကားတွေကိုစစ်ဆေးနေတယ်ကားတဲ့ရင်တစ်စီးကသူတို့မျက်စိရှိကနေအရှိန်နဲ့ဖြတ်မောင်းသွားတယ်အဲ့ဒီကားပေါ်မှာလူနှစ်ယောက်က modify လုပ်ထားတဲ့ကားတစ်စီးကိုဖမ်းခံထိမှကြောက်လို့ကားတဲ့ရင်နဲ့တည်သွားတာပါရင်းနှစ်ယောက်လည်းသူတို့ကိုတပတ်လက်သွားမှန်းသိလိုက်တယ်ချက်ချင်းပဲသူတို့ရဲ့ BMW ကားကြီးကိုဆက်နှုတ်ပြီးကားတဲ့ရင်ကိုလိုက်တယ်နောက်ကရဲကလိုက်လာတာကိုမြင်တော့သူတို့လည်းလန့်သွားတယ်တွဲကားကိုအမြန်မောင်းလို့မရတော့သူတို့ကားကိုတွဲကားစီကနေဖြုတ်ပြီးမြေကြီးပေါ်အမြန်ဆင်းလိုက်တယ်အဲ့ဒီချိန်မှာရဲတွေကသူတို့စီကိုပြေးလာနေသူတို့လည်းအရှိန်တင်ပြီးအမြန်မောင်းပြေးလိုက်တယ်ရဲကားလည်းနောက်ကလိုက်လာတော့သူတို့လည်း nitrogen ထုတ်ပြီးမောင်းပြေးတယ်ရဲကားလည်းအရှိန်နဲ့ကပ်ပြီးလိုက်လာခဲ့တယ်သူတို့ကားနောက်ကိုနီးလာတော့သူတို့လည်းအဓာအလက်ရန်ကိုတိုက်ပြီးရေထဲကတင်မောတစ်စီးပေါ်ကိုမောင်းချလိုက်တယ်သူတို့ကားကတာရပဲတင်မောပေါ်ကိုရောက်သွားခဲ့တယ်ဒါကိုမြင်တော့ရဲလည်းတင်းသွားတယ်မျက်မှန်ကိုတက်လိုက်ပြီးမင်းတို့ရရင်ကလည်းရစေရမယ်ဆိုပြီးသူတို့ကားလုတ်တဲ့အတိုင်းတရားပေါ်ကနေတင်မောပေါ်ကိုပြန်ပြီးမောင်းချလိုက်တယ်ရဲကားလည်းတင်မောပေါ်ရောက်လာတော့သူတို့လည်းအမြန်ပြန်မောင်းပြေးရတယ်ရှော့စစ်တဲ့နေရာကိုအရှိန်နဲ့မောင်းတက်ပြီးကမ်းပေါ်ကိုကျွန်းပစ်ပြီးပြန်တက်သွားတယ်ကားကကမ်းနားလမ်းပေါ်ကိုတာရပဲရောက်သွားတယ်ရဲလည်းတစ်ခွက်ပြန်ခံလိုက်ရလို့တင်းပြီးသူတို့ကားလိုပဲအရှိန်နဲ့ကမ်းပေါ်ကိုမောင်းတက်လိုက်တယ်ဒါပေမဲ့ကားရဲ့အရှိန်နဲ့သူတို့ရဲ့အလေးချိန်ကိုမတွက်မိတဲ့အခါကျတော့ကားကကမ်းပေါ်ကိုမတွက်ကတ်နိုင်ပဲရေထဲကိုပြန်ပြုတ်ကျသွားခဲ့တယ်ဒီလိုပါပဲမရနိုင်မှမသိပဲအတင်းတွေကတ်နေရင်တော့ပြန်ပြုတ်ကျလာတာကကိုယ်ပဲဖြစ်ရမှာပါ